လိန်တန်အမြန်ကြီးအောင်ဘယ်လိုလုပ်မလဲမင်္ဂလာပါညီမရဲ့မျက်နှိုး YouTube Channel လေးကနေကြိုဆိုပါရရှင်ညီမတို့ရဲ့ Channel လေးကနေကျမရေးဗဟုသုတတွေနေ့စဉ်တင်ပေးမှာဖြစ်တဲ့အတွက် Subscribe နဲ့ Notify Bell လေးကိုနှိပ်ပေးခဲ့ကြပါဦးနော်အရွယ်ရောက်ပြီးတဲ့အမျိုးသားတွေမှာဆန္ဒတစ်ခုရှိပါတယ်ဒါကတော့တင့်တော်တဲ့အရွယ်စားရှိတဲ့လိန်တန်ပိုင်ဆိုင်ကျင်တာပါဒါကလည်းလိန်တန်အရွယ်စားကနှစ်ကိုယ်ကြားဆက်ဆံရေးမှာလည်းကောင်းမွန်တဲ့အခိုက်အတန့်ကိုပေးစွမ်းနိုင်တယ်လို့ယုံကြည်ကြတာကြောင့်ပါဒါကြောင့်အမျိုးသားထုကြီးကလိန်တန်ကြီးစေဖို့နည်းလမ်းတွေကိုရှာနေကြတာပေါ့ဒါကြောင့်အခုတစ်ခေါက်မှာတော့အမျိုးသားထုကြီးအတွက်လိန်တန်ကြီးစေဖို့လေ့ကျင့်ခန်းတွေကိုဖော်ပြပေးလိုက်ပါတယ်နော်အမျိုးသားထုကြီးအတွက်လိန်တန်ကြီးစေဖို့လေ့ကျင့်ခန်းလုပ်ပေးလို့ရလားအမျိုးသားထုကြီးအနေနဲ့လိန်တန်ကြီးစေဖို့လေ့ကျင့်ခန်းလုပ်ပေးလို့ရလားဆိုတော့ရပါတယ်ဒါပေမဲ့ဒါကယာယီပဲကြီးစေရဆိုတာကိုသိထားဖို့တော့လိုပါတယ်ခုပြောမဲ့လေ့ကျင့်ခန်းတွေကလိန်တစီကိုသွေးလည်ပတ်မှုကောင်းစေတာကြောင့်လိန်တန်ကြီးပြောင်ဖြစ်စေပါတယ်ကဲလိန်တန်ကြီးစေဖို့ဘလို့လေ့ကျင့်ခန်းတွေလုပ်ရမလဲဆိုတာကိုအတူတူစက်ကြည့်လိုက်ရအောင်နော်အမျိုးသားထုကြီးအတွက်လိန်တန်ကြီးစေဖို့လေ့ကျင့်ခန်းတွေကတော့နှိမ့်နယ်ပေးတဲ့လေ့ကျင့်ခန်းဒီလေ့ကျင့်ခန်းလုပ်တဲ့အခါပုံမှန်အတိုင်းလှုပ်ဆောင်လို့ရတယ်လို့ချောစီသုံးပြီးလိန်တန်ကိုညင်သာစွာနှိမ့်နယ်ပေးလို့လည်းရပါတယ်ဒီလိုလုပ်ပေးတာကလိန်တန်ကိုသွေးစီးဆင်းမှုကောင်းစေလို့ကြီးပြောင်ဖြစ်စေပါတယ်ပြောင်းဆွဲတဲ့လေ့ကျင့်ခန်းဒါကတော့ကိရိယာသုံးပြီးလှုပ်ဆောင်ရတဲ့လေ့ကျင့်ခန်းမှာပြောင်းဆွဲတဲ့လေ့ကျင့်ခန်းကိုလှုပ်ဆောင်ဖို့အတွက်ပြောင်းလိုအပ်ပါတယ်ဒီကိရိယာကလိန်တန်ကိုရှည်စေဖို့ရောထောင်မက်စေဖို့ပါထောက်ကူပေးနိုင်ပါတယ်ဒီလှုပ်ဆောင်မှုကလိန်တထောင်မက်နိုင်စွမ်းမရှိတဲ့သူတွေမှာပါထိရောက်မှုရှိစေတဲ့လေ့ကျင့်ခန်းပါဒီလေ့ကျင့်ခန်းလှုပ်ဆောင်ဖို့အတွက်ဆိုရင်အရင်ဆုံးလိန်တန်မှာထိခိုက်တာမျိုးမဖြစ်စေဖို့ချောစီလိမ့်ပေးပါပြီးရင်တော့ပြောင်းဆွဲတဲ့ကိရိယာတွေကိုလိန်တန်ထည့်ပြီးကိရိယာကိုဖွင့်ပြီးမိနစ်အနည်းငယ်လောက်လှုပ်ဆောင်ပေးပါပြောင်းတဲ့လိန်တန်ကြီးအောင်လုပ်ပြီးရင်သွေးတွေပြန်ဝင်မသွားအောင်လိန်တန်စွပ်ကွင်းနဲ့ထိန်းထားလိုက်ပါဒီနည်းလမ်းကယာယီပဲကြီးစေတာကြောင့်လိန်ဆက်ဆံကနီးမှာပြုလုပ်သင့်ပါတယ်လိန်ဆန်စွပ်ကွင်းကိုအကြာကြီးစွပ်ထားတာကိုရှောင်သင့်ပါတယ်နော် Jelking exercise ဒီလေ့ကျင့်ခန်းကအမျိုးသားတွေအာသာဖြေနဲ့ပုံစံနဲ့အလားတူပါတယ်လက်ညှိုးနဲ့လက်မကိုအဝိုင်းပုံစံလုပ်ပြီးလိန်တန်ကိုအရင်ကနေအဖျားအထိဖြည်းဖြည်းချင်းစီညစ်ပေးတာပါပြီးရင်အဖျားကနေအရင်ထိအပြန်အလှန်ညစ်ပေးရမှာပါတရက်ကိုတစ်ကြိမ်မိနစ်20ခန့်လုပ်ပေးနိုင်ပါတယ်နော်လိန်တန်အာသာဖြေတာနဲ့တူတဲ့အတွက်လိန်တန်ထောင်မက်ဖို့ကြီးပြောင်ဖြစ်ဖို့အထောက်အကူဖြစ်နိုင်ပါတယ်ရှင့် Kegel exercise ဒီလေ့ကျင့်ခန်းကလိန်တန်ကိုကြီးစေတာမဟုတ်ပေမဲ့တင်ပတ်စုံကြက်သားတွေကိုတမာစေနိုင်ပါတယ်ဒါကြောင့်နှစ်ကိုယ်ကြားဆက်ဆံရေးမှာပါအိမ်အောင်ရေးတုခပြေဝတ်စေဖို့ထောက်ကူပေးနိုင်ပါတယ်လုံနည်းကတော့စီးသွားနေချိန်မှာကြက်သားကိုညှစ်ပြီးစီးသွားတာကိုရက်လိုက်ပါအဲ့ဒီကြက်သားတွေကိုမှတ်ထားပါစီးမသွားတဲ့အချိန်မှာအဲ့ဒီကြက်သားတွေကိုကြုံလိုက်လျှော့လိုက်နဲ့30ကြိမ်လောက်လုပ်ပေးပါအဲ့ဒါကိုတစ်နေ့3ကြိမ်လုပ်ပေးပါစီးသွားချိန်မှာတော့မလုပ်ရပါဘူးနော်လိန်တန်တကယ်ကြီးတယ်လို့အာမခံနိုင်တဲ့နေလန်းရယ်လို့မရှိသေးပါဒီလေ့ကျင့်ခန်းလေးတွေကလိန်တန်ကိုယာယီတော့ကြီးစေနိုင်ပါတယ်ဒါကြောင့်နှစ်ကိုယ်ကြားဆက်ဆံရေးမှာလည်းကောင်းမွန်တဲ့အတွေ့အကြုံလေးတွေကိုဖန်တီးနိုင်မှာပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်ညီမတို့ရဲ့ channel လေးကနေကျမရေးဗဟုသုတတွေနေ့စဉ်တင်ပေးမှာဖြစ်တဲ့အတွက်Subscribeနဲ့ Notify Bell လေးကိုနှိပ်ပေးခဲ့ကြပါဦးနော်